အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့စူညံနေတဲ့လောကကြီးထဲမှာတည်ငြိမ်စွာအောင်မြင်ခြင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့အခုအသက်ရှင်နေတဲ့လောကကြီးဟာအရန်ကိုစူညံလုံးပါတယ်လူတိုင်းကသူတို့ဘလောက်အောင်မြင်ကြောင်းဘလောက်တော်ကြောင်းကိုအတန်ကြဲကြဲနဲ့အော်ဟစ်ပြားမှအတိမတ်ပြုခံရမယ်လို့ထင်နေကြတာပါဒါပေမဲ့တကယ်အစွမ်းထက်တဲ့စွမ်းအားကတော့အော်ဟစ်ခြင်းမှရှိမနေပဲတည်ငြိမ်ခြင်းမှပဲရှိနေတာပါရွာဒီဝါမှာပညာရှိအဖိုးတယောက်ရှိပါတယ်တနေ့မှာရွာကလူငယ်တစုကသူ့ကိုလာမေးကြတယ်ဖိုးဒီလောက်ရှုပ်ထွေးပြီးပြိုင်ဆိုင်မှုများတဲ့လောကမှာဘလို့လို့ပြီးစိတ်အေးအေးနဲ့အောင်မြင်အောင်နေနိုင်တာလေတဲ့ဖိုးကဘာမှမပြောဘဲရေခွက်တစ်ခွက်ကိုယူလိုက်ပါတယ်ပြီးတော့အဲ့ဒီရေခွက်ထဲကိုတိတ်တဆုပ်ထည့်လိုက်တယ်ရေတွေကနောက်ကျသွားတော့ပေါ့အဖိုးကဒီရေတွေပြန်ကြည့်လင်းလာအောင်မင်းတို့ဘာလုပ်ကြမလဲလို့မေးပါတယ်လူငယ်လေးတွေကမှွေပေးရမလားရေအစ်စ်လဲရမလားစသဖြင့်အမျိုးမျိုးပြောကြတာပေါ့အဖိုးကပြုံးပြီးဘာမှမလုပ်ပဲဒီတိုင်းငြိမ်ငြိမ်လေးစောင့်ကြည့်နေလိုက်ပါလို့ပြောပါတယ်မင်းနဲ့အနေငယ်ကြာတဲ့အခါမှာတော့သဲတွေဟာခွက်အောက်ခြေကိုအလိုလျောက်နေထိုင်သွားပြီးရေတွေဟာမှန်တစ်ချက်လိုပြန်လေကြည်လင်လာပါတော့တယ်ဒီချိန်ကြာမှအဖိုးကဒါဟာတည်ငြိမ်ခြင်းရဲ့လျှို့ဝှက်ချက်ပဲလို့လူငယ်လေးတွေကိုရှင်းပြလိုက်ပါတယ်ကျွန်တော်တို့ဘဝမှာလည်းပြဿနာတွေဝေဖန်မှုတွေနဲ့ကြုံလာတဲ့အခါမှာတုံ့ပြန်မှုတွေဒရဆက်လုပ်ပြီးရေကိုလိုက်မွေနေတတ်ကြပါတယ်တကယ်တော့အောင်မြင်နေတဲ့လူတွေဟာလောကကြီးရဲ့စူညံတန်တွေကြားမှာကိုယ်စိတ်ကိုအနေထိုင်အောင်အရင်လုပ်နိုင်ကြတဲ့သူတွေပါဒီနေရာမှာတည်ငြိမ်စွာအောင်မြင်ဖို့အတွက်အလွန်အရေးကြီးတဲ့အချက်၃ချက်ရှိပါတယ်ပထမအချက်ကတုံ့ပြန်မှုထက်နားထောင်မှုကိုဦးစားပေးပါစကားတွေအများကြီးပြောသူထက်စကားကိုသေချာနားထောင်သူဟာပတ်ဝန်းကျင်ကိုပိုပြီးထိန်းချုပ်နိုင်စွမ်းရှိပါတယ်သင်နားထောင်နေတဲ့အချိန်မှာသင်ဟာသင်ယူနေတာပါသင်စကားပြောနေတဲ့အချိန်မှာတော့သင်တည်ပြီးသားအရာတွေကိုပြန်ပြောပြနေတာပါအောင်မြင်သူတွေဟာလိုအပ်တာထက်ပိုမပြောဘဲအခြေအနေကိုအကဲခတ်တတ်တဲ့လေးထားရှိကြပါတယ်ဒုတိယအချက်ကတော့ကိုယ့်ရဲ့စွမ်းအင်ကိုထိန်းသိမ်းပါလူတိုင်းကတင့်ကိုဝေဖန်ပါလိမ့်မယ်ရာအားလုံးကိုလိုက်ပြီးရှင်းပြနေတာအချိန်ဖြုံးတာတွေမကပဲတင့်ရဲ့စွမ်းအင်တွေကိုပါကုန်ခန်းစေပါတယ်တင်ထိန်ချုပ်လို့မရတဲ့အရာတွေကိုလွတ်ချလိုက်ပါသူတစ်ပါးရဲ့ပါဇက်ကိုတင်ပိတ်လို့မရပေမဲ့တင်းရဲ့စိတ်တည်ငြိမ်မှုကိုတော့တင်ကိုယ်တိုင်ဖန်တီးလို့ရပါတယ်တတိယအချက်ကတော့အလုပ်ဖြစ်တာတတ်တည်ပြပါရှင်သေးကအမဲလိုက်တော့မယ်ဆိုရင်ဟိဟောက်လေးမရှိပါဘူးတိတ်ဆိတ်စွာနဲ့ပဲကျမတ်ကိုချင်ကပ်ပါတယ်ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကိုလည်းလူတကာကိုလိုက်ပြောနေမဲ့စာတိတ်တဆိတ်ပဲကြိုးစားပါရလက်ထွက်လာတဲ့နေ့မှာတင်းရဲ့အောင်မြင်မှုကတင်းကိုယ်စားအတန်ကြင်ကြင်နဲ့ပြောပြပါလိမ့်မယ်ဘဝဆိုတာအမြဲတမ်းအမျက်နှုံးနဲ့ပြေးနေရတဲ့ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူးတခါတရံမှာရက်တန့်ပြီးကိုယ်စိတ်ကိုပြန်ကြည့်တာတိတ်ဆိတ်စွာစဉ်းစားတာတွေကတင်းကိုလမ်းမှန်ပေါ်ရောက်အောင်ပိုးပြီးကူညီပေးနိုင်ပါတယ်အင်အားအကြီးဆုံးမုန်တိုင်းတွေဟာတိတ်ဆိတ်လွန်းတဲ့လေထုတွေကနေစတင်တာပါသင်ကလည်းတည်ငြိမ်နေတဲ့အချိန်မှာအင်အားအရှိဆုံးဖြစ်နေတတ်ပါတယ်စူညံနေတဲ့လောကကြီးထဲမှာကိုယ်လန်းကိုတည်ငြိမ်စွာရှောက်လန်းနိုင်ကြပါစေခင်ဗျာနားဆင်အားပေးခဲ့ကြသောတူတယောက်စီတိုင်းကိုယ်စိတ်နှလုံးသုံးပါကျမ်းမာချမ်းသာကြပါစေခင်ဗျာ